公送ဆိုင်လေးထဲမှာပေါ့မင်းလေးတယောက်ကအရေးဝယ်ရင်းနဲ့မတော်တဆတိုင်မိပြီးဖိတ်ကြသွားခဲ့ပါတယ်။သူကအသေးကွဲထားကားစားဆိုတော့စိတ်မကောင်းဖြစ်နေတဲ့အချိန်ဒီလိုဖြစ်သွားတော့စိတ်တွေတောင်လှုပ်ရှားသွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲရောင်ချားလေးတယောက်ကကျန်းပင်ပေါ်ကအညစ်အကြေးတွေကိုကူးပြီးရှင်းပေးခဲ့ပါတယ်။ဒီမင်းကလေးကတော့တော်တော်လေးစိတ်လှုပ်ရှားသွားပြီးသူ့ကိုချက်ချင်းပဲသဘောကျသွားခဲ့ပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့အရေးနှုတ်ဖို့ထောက်ွယ်လိုက်တာပေါ့။အဲ့ဒီကောင်လေးငွေရှင်းနေတဲ့အချိန်မှာသူကခိုးကြည့်နေခဲ့ပါတယ်။တကယ်တော့သူကရှက်တက်တဲ့သူပါ။ဒါပေမဲ့ဒီတစ်ခါတော့သက်တီမွေးပြီးကျေးဇူးတင်စကားပြောလိုက်နိုင်ပါတယ်။ပြီးတာနဲ့အမြန်ပြေးထွက်သွားခဲ့လို့အဲ့ဒီကောင်လေးလိုက်လာတဲ့အချိန်မှာသူကမရှိတော့ပါဘူး။နောက်ရက်မှာတော့ဒီမင်းကလေးကဆိုင်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီကောင်လေးကိုတွေးမလားဆိုပြီးပုံကြည့်နေပေမဲ့တခါလူကတတိထားမိသွားမှကိုလည်းကြောက်နေခဲ့တာပါ။ပစ္စည်းဝယ်ချင်းရောင်ဆောင်ရင်သူ့ကိုတွေးဖို့မျှော်လင့်နေပေမဲ့အဲ့ဒီနေ့ကသူအလုံးမစင်းဘူးဆိုတာသိလာရပါတယ်။အဲ့ဒီအချိန်မှာသူတော်တော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။သူ့ရဲ့နူးညံ့တဲ့မျက်ဝန်းတွေကချက်ချင်းပဲအေးဆက်သွားပြီးသူ့ကိုနောက်တစ်ခါပြန်တွေးရတော့မှမဟုတ်ဘူးလို့တောင်ထင်သွားခဲ့တာပါ။ဒါပေမဲ့မထီမဲ့ပဲကျောင်းကထမင်းစားဆောင်မှာအဲ့ဒီကောင်လေးအလုံးလုံးနေတာကိုတွေ့လာရပါတယ်။သူတောင်မယုံနိုင်ဖြစ်သွားပြီးဒါဟာကန်းကြမ္မာပဲလို့ထင်မိသွားတာပါ။ထမင်းစားဖို့အစီအစဉ်မရှိပေမဲ့လည်းဘန်းလေးကြိုက်ပြီးသူ့စီကိုရှောက်သွားခဲ့ပါတယ်။သူကိုစကားပြောဖို့ကလည်းတက်တီတွေမွေးခဲ့ရတာပေါ့။အစားအသောက်တွေရပြီးတာတောင်မှသူကမပြန်ချင်သေးပါဘူး။အခန်းပေါ်ကနေဝိတ်ချောနေတာမဟုတ်ဘူးလားလို့မေးတဲ့အခါမှာတော့ဟင်းတွေကငန်းလို့ထမင်းနဲ့စားတာကပိုကျမ်းမာရေးနဲ့ညှိညွတ်တဲ့ဆိုပြီးစင်ကြည့်ပေးလိုက်ပါသေးတယ်။တကယ်တော့သူကအဲ့ဒီကောင်လေးကိုတစ်ချက်လောက်ထက်ကြည့်ချင်ုံတက်ပါပဲ။တယောက်ကအဲ့ဒီကောင်လေးအယောင်ပြောလိုက်တိုင်းပဲသူ့မျက်နှာလေးကနီမြန်းလာပြီးရင်းတွေလည်းခုန်နေခဲ့တာပါ။သူ့ကိုခိုးကြည့်နေရယုံနဲ့တင်သူပြောနေခဲ့တာပေါ့။ဒါပေမဲ့မကြခင်မှာပဲသူ့ရဲ့ရင်းနှီးချက်စီးနေရအမနဲ့အဲ့ဒီကောင်လေးကငဲသူငဲချင်းတွေထိနေမှန်သိလိုက်ရပါတယ်။သူတို့ကတော်တော်လေးရင်းနှီးကြတာဆိုတော့သူမနာလို့ဖြစ်သွားခဲ့တာပေါ့။အဲ့ဒီကောင်လေးကိုခဏခဏတွေ့ရအောင်စီးနေရအမရဲ့ဖြောပြပွဲကိုသွားကြည့်ခဲ့ပါတယ်။စီးနေရကငါ့ကိုလာကြည့်တာလားလို့မေးတော့သူကအမကိုတော့အဲ့ဒီကောင်လေးကိုတော့လာကြည့်တာလို့ပွင့်ပွင့်လင်းလင်းခွေပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ကတငယ်ချင်းတွေဆိုပေမဲ့တော်တော်လေးကိုအတွဲငီးကြတာပါ။မိကွင်းစိတ်ကူလုံးကိုတပုံစံနဲ့ဖြေနိုင်ခဲ့လို့အားလုံးကတောင်အန်တော်သွားခဲ့ကြပါတယ်။ဒီမင်းကလေးကတော့အဲ့ဒီနားမှာပဲရက်နေရင်ကောင်လေးပါတွေကြိတ်တလဲဆိုတာကိုစိတ်ထဲကနေတိတ်တဆိတ်မှတ်သားနေခဲ့တာပါ။နောက်ဆုံးမှာအဲ့ဒီကောင်လေးကိုဂိမ်းအတူတူစောဖို့ဖိတ်ခေါ်ခဲ့ပေမဲ့သူကညှင်းပယ်ခြင်းခံလိုက်ရပါတယ်